မင်္ဂလာပါ My Expert မှာလွယ်လွယ်ကူကူဘလို့အကောင့်ဖွင့်ကစားရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံး description မှာပေးထားတဲ့ link ကိုနှိပ်ပေးပါပြီးတော့ညာဘက်အပေါ်ထောင်းက registration ခလုတ်ကိုနှိပ်ပေးပါဖုန်းနံပါတ်နဲ့ဖွင့်မှာဖြစ်လို့ my phone ကိုရွေးချယ်ပေးလိုက်ပါဖုန်းနံပါတ်ကို39မှာရှေ့က39မပါဘဲ6ကနေစခဲ့ပေးပါကဲလို့အရှိကတခြားနိုင်ငံရဲ့ကုတ်ဖြစ်နေမြန်မာကိုရှာပြီးရွေးပေးပါအောက်ကငွေကြေးကိုမြန်မာကျပ်ရွေးပေးပါ promo ကုတ်နေရာမှာငွေသွင်း bonus တွေအတွက် JGA 100လို့ရိုက်ခဲ့ပေးပါခင်ဗျ SNS ကိုနှိပ်ပေးပါပြီးတော့ bot မဟုတ်ကြောင်းအတည်ပြုပေးလိုက်ပါတင်ဖုန်း message တွေရောက်လာတဲ့ SNS ကုတ်၅လုံးကိုရိုက်ခဲ့ပေးပါပေါ်လာတဲ့အကောင့် user ID နဲ့ password ကိုမှတ်ထားပေးပါအောင်နော်ဒါဆိုရင်အကောင့်ဖွင့်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဒီ post ကနေ mobile banking တွေနဲ့ငွေသွင်းပြီးစတင်ကစားနိုင်ပါပြီအဆင်မပြေတာမလုပ်တတ်တာရှိရင် comment မှာမေးထားလို့ရပါတယ်နော်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျ